Hello တိုင်းလေးတို့ရေဒီတစ်ခါနိုင်ရလေထပ်ပြီးတော့ဒီကြော့ဖို့အိတ်လေးနဲ့ထပ်ပြီးပြပေးမယ်နော်ဒီကြော့ဖို့အိတ်လေးဆိုလို့ရှိရင် brand 3မျိုးနဲ့ပြပေးမှာပါလားဒါလေးကကျတော့ brand တစ်မျိုးပါရှင်ဒီမှာနော်ဒါလေးကသူ့ရဲ့ကြော့ဖို့အိတ် brand လေးတစ်မျိုးပါရှင်သူဆိုလို့ရှိရင်သူ့ရဲ့မွေးသေးက3990ရှိပါတယ်ရှင်ဒီမှာနော်သူ့ရဲ့မွေးသေးက3990ရှိပါတယ်ရှင်ဒါလေးဆိုရင် main ကလေးတွေကြိုက်တဲ့သူတွေအတွက်ပေါ့နော် main ကလေးတွေဆိုလို့ရှိရင်ဒါမျိုးလို color လေးတွေရှိတယ်ပေါ့နော်ဒါမျိုးလေးတွေရှိမယ်သူဆိုရင်အနောက်ကဒီလိုမျိုးလေးကျိုးကဒီလိုမျိုးအိတ်ပုံစံလေးပါနော်ဒီလိုမျိုးကျိုးလေးပြီးရင်ဒီရှိမှဒီလိုသေးလေးပါမယ်နော်ဒီလိုသေးလေးပါမယ်အထက်ကဒီလိုရှစ်ကပ်အိတ်မှာဒီလိုသေးလေးပါမယ်ပြီးလို့ရှိရင်ဒီအတွင်းနောက်ပေါ့နော်ဒီအတွင်းထဲမှာတစ်ထပ်ပါမယ်နော်ဒီအတွင်းထဲမှာဆိုရင်လည်းပါတယ်ဒီအတွင်းထဲတက်ထက်ဒီအရှိတက်ကပ်ပေါ့နော်သူကနှစ်ကပ်ပါမယ်နော်ဒီဘေးကတော့သူကမပါတော့ဘူးဒါလေးဆိုရင်အရန်လာတယ်အဲ့ပုံစံလေးအပွန်လေးနဲ့ပေါ့နော်နှီးစီပန်းပုံစံလေးဒါလေးအရန်လာတယ်အသားလေးကလည်းအရန်ကောင်းပါတယ်နော် brand quality ဖြစ်တဲ့အကြောင်းပေါ့နော်ဒါလေးကဒီမှာသူ့ရဲ့ brand တစ်စိမ့်နော်ဒါလေးက brand လေးတစ်မျိုးပါနော်သူ့ရဲ့မွေးသေးက3990ရှိပါတယ်ရှင်နောက်ထပ်ဒီဇိုင်းလေးကကြတော့ဒီဒီဇိုင်းလေးပါနော်ဒီဒီဇိုင်းလေးဆိုလို့ရှိရင်လည်းအရန်လာတယ်ပေါ့နော် main ကလေးရန်ဆန်တယ်ဒီမှာနော်သူ့ရဲ့တစ်စိမ့်ပါမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီမှာမွေးသေးတွေပါမယ်နော်ဒါသူ့ရဲ့တစ်စိတ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်သူ့ဒီအရှိရဒီလိုဖေးလေးနဲ့ပါမယ်နော်ဒီလိုဖေးလေးနဲ့ပါမယ်တစ်ထပ်ပြီးလို့ရှိရင်ဒီဖေးမှာလည်းအိတ်တွေပါမယ်နော်ဒီဖေးအိတ်ပါမယ်ပြီးလို့ရှိရင်ဒီအတွင်းပေါ့နော်အတွင်းတိုင်းပါဒီဆိုလို့ရှိရင်ဖေးလေးမှာလည်းဒီလိုမျိုးတစ်စိတ်လေးတွေပါရပေါ့နော်အတွင်းနဲ့ဆိုလို့ရှိရင်လည်းဒီလိုမျိုးအတွင်းနဲ့ဆိုရင်နောက်ထပ်တစ်ထပ်လည်းထပ်ထည့်ပေးထားတယ်အတွင်းထဲမှာဒီတစ်ထပ်ပြီးတဲ့ပြီးကိုဒီနောက်ထပ်အထက်မှာဒီလိုအတွင်းထဲမှာနောက်ထပ်ပေါ့နော်နှစ်ထပ်ပါတယ်အတွင်းထဲမှာဒီရှိရဒီလိုအိတ်ပါမယ်ပြီးရင်ဒီလိုဘေးကအိတ်လေးပါမယ်เนาะဒါလေးလည်းအရင်လှပါတယ်เนาะဒီဆိုရင်တော့ကြောလည်းမနာဘူးပျော့အေးအေးလေးသူလည်းလုပ်ပြီးတဲ့ပုံကဒီမှာပျော့အေးအေးလေးပေါ့เนาะကြောလုံးဝမနာပါဘူးเนาะဒါလေးဆိုလည်းအေးတယ်เนาะဒါလေးကကြတော့နောက်ထပ်ဒီဇိုင်းလေးတစ်မျိုးเนาะဒါလေးဆိုရင်လည်းအရင်လှတယ်သူ့ကမှာပေါ့เนาะသူ့အရှိမမှာအိတ်ပါမယ်เนาะဘေးသူ့အရှိမမှာဘေးအိတ်ပါမယ်ပြီးလို့ရှိရင်ဒီအတွင်းထဲမှာတစ်ချက်ပါမယ်เนาะဒီကမှာသူ့နှစ်ခုပါတယ်ဒီမှာသူကလည်းအဲ့လိုမျိုးအတွင်းထဲမှာပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီမှာသူအတွင်းထဲမှာပေါ့နော်အိတ်ပါတယ်ဒီလိုမျိုးပုံစံကြီးအတွင်းထဲမှာနှစ်ထပ်ပါတယ်ဒီလိုအရှိလေးမှာအိတ်ပါမယ်ဒီလိုဘေးလေးမှာအိတ်ပါတယ်နော်ဒါလေးဆိုလို့ရှိရင်အနောက်မှာဆိုလည်းလုံးဝကြောမနာဘူးဒါဆိုသူ့ရဲ့တစ်စိမ့်လေးပေါ့နော်သူ့ရဲ့မွေးသေးကကြတော့25ကျပ်ဖြစ်ပါတယ်ရှင်အဲ့ဒါကိုညာတို့ discount ချထားပါတယ်နော်1990နဲ့ discount ချပေးထားတာလေးဖြစ်ပါတယ်